ထေးကြီးတယောက်အိမ်ကနေဆင်းလာအဲ့ဒီအိမ်ကနေဆင်းလာတဲ့အချိန်လေးမှာပြစ္ဆေကဗုဒ္ဓတဆူကအိမ်မှာလာဆွမ်းလိုက်ရတာနဲ့သူတွေ့လိုက်တော့သူ့စိတ်ထဲမှာဘယ်တော့မှသူလှူချင်တဲ့စိတ်မပေါ်ဘူးအဲ့ဒီအချိန်လေးမှာသူရှင်ဘုရားဆွမ်းရပါလားလို့မေးတော့ဩဆွမ်းခံတော့ပဲရှိပါသေးတယ်ဆိုအိမ်ကလူတွေဆွမ်းလောင်းလိုက်ဖို့မှားလိုက်တယ်သူကပြောလိုက်တယ်ပြောပြီးတော့သူကနန်းတော်ကိုဆက်သွားအိမ်ကတထေးကြော်ကြီးကအမတန်တရားတရားကောင်းတယ်ပြစ္ဆေကဗုဒ္ဓကြွလာတဲ့အခါမှာတထေးကြီးကဆွမ်းလူခိုင်းတယ်ဆိုတော့ကြာကြာနာနာချက်ပြုတ်ပြီးကောင်းပြီဆိုတဲ့တလေးဓမ္မောက်ဆွမ်းမျိုးတွေလှူလိုက်တယ်ချက်ပြုတ်လှူဒန်းနေတာဆိုတော့ခုနကနန်းတော်သွားပြီးသူပြန်လာတဲ့အချိန်မှာပြစ္ဆေကဗုဒ္ဓကဆွမ်းထဲမှာတပိတ်ရလို့တပိတ်ထဲမှာဆွမ်းရလို့နော်အဲ့ဒီတပိတ်ကလေးပိုက်ပြီးပြန်အထွက်နဲ့သူနဲ့ဆုံပြန်နဲ့ထပ်ပြီးတော့အဲ့လိုဆုံတဲ့အခါကျတော့အရှင်ဘုရားတပည့်တော်တို့အိမ်ကဆွမ်းရခဲ့အလားဘုရားဆိုရပါတယ်ကြည့်ပြရစေပါဘုရားဆိုပြစ္ဆေကဗုဒ္ဓသူ့တပိတ်ကလေးကိုပြတဲ့အချိန်လေးမှာဝမ်းသာရမယ့်အစာဘာဖြစ်သွားတော့ဆိုဆန်တွေကလည်းသိကောင်းတဲ့ဆန်တွေဟင်းတွေကလည်းသိကောင်းတာတွေချက်ထူထားတာအဲ့ဒီတတိယစိတ်ထဲမှာဘလို့ဖြစ်သွားတော့ဆိုဩဒီကိုယ်တော်ကတော့စားပြီးသူဘယ်သွားပြီးဘာလုပ်ပဲငါမသိဘူးငါအိမ်ကလူတွေကိုဒီထမင်းကျွေးပြီး overtime ခိုင်းလိုက်ရရင်တော့ဒီနေ့စီးပွားအတွက်ပို့ပြီးတော့အတွက်ချေကြိုက်မယ်လို့သွားပြီးတော့အဲ့လိုစိတ်ထဲမှာသွားတွေးကြောက်စရာအလွန်ကောင်းတယ်နော်အဲ့လိုပြစ္ဆေကဗုဒ္ဓလှူတာပဲလို့ပြစ္ဆေကဗုဒ္ဓလို့သူသိတာမဟုတ်ဘူးယန္တပါသူတော်စင်တပါးဆိုပြီးတော့လှူလိုက်တာပဲသို့တော်လှူပြီးတဲ့အခါကျတော့ငါလှူလိုက်တာမှားများသွားလားမှားသွားပြီငါအိမ်ကလူတွေဒီထမင်းမျိုးကျွေးပြီးတော့အလုပ်ပို့ခိုင်းလိုက်ရရင်ကောင်းမှာပဲဆိုအတွေးသွားဝင်တယ်သူကအဲ့ဒီအတွေးဝင်သွားသည့်အတွက်ကြောင့်အဲ့ဒီဘဝမှာပြစ္ဆေကဗုဒ္ဓကိုဆွမ်းလှူထားလို့အဲ့ဒီကုသိုလ်ကြောင့်လူဘဝမှာ9ကြိမ်တထေးကြီးပဲဖြစ်တယ်ဒီဌာနကောင်းမှုကြောင့်သူတထေးကြီးပဲသို့တော့ပြစ္ဆေကဗုဒ္ဓကိုဆွမ်းလူပြီးတဲ့နောက်ခုနကအတွေးနှိပ်စက်လိုက်သည့်အတွက်ကြောင့်ဝမ်းသာရမယ့်အစာဝမ်းမသာသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်သူရလာတဲ့ပစ္စည်းဥစ္စာတွေကိုသူသုံးကျင်စိတ်လုံးဝမရှိသိမ့်ထားတာပဲရှိခုခေတ်လည်းပစ္စည်းဥစ္စာချမ်းသာပြီးတော့သိမ့်ထားတဲ့လူတွေဟာအဲ့ဒါဒီလိုဟာမျိုးဖြစ်တတ်တယ်နော်လူတွေကတော့ထင်မဲ့ဒါနှမျောလို့သိမ့်ထားတယ်လို့ထင်တချို့ကအဝတ်ကောင်းကောင်းရှိနေပဲမိုးဘူးသိမ့်ထားနော်ကားဆိုလည်းပဲအကောင်းမစီးဘူးနော်မကောင်းတာပဲစီးတယ်နေတာထိုင်တာလည်းပဲအကောင်းနဲ့မနေဘူးမကောင်းတာလေအဲ့ဒါတွေဟာအပရစေတနာပြတ်တဲ့လက္ခဏာတွေပဲအဲ့ဒါလို့အပရစေတနာပြတ်သွားရလို့ရှိရင်တဲ့ကိုရတဲ့ပစ္စည်းတောင်မှမသုံးဆောင်နိုင်ရဘူးတဲ့သူတွေကသုံးခွင့်မရှိဘာနဲ့ဥပမာတူတော့ဆိုရင်